အားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခါပြောပြပေးမှာကတော့ကျွန်တော်တို့ပုံမှန်AI reply အနေနဲ့မတူတဲ့ကျွန်တော်တို့ဒီ AI chat assistant ပေါ့နော်ဒီဟာကိုကျွန်တော်အရင်တုန်းကလည်း Telegram နဲ့အစမ်းပြခဲ့ပြီးပြီပေါ့နော် coffee shop တစ်ခုနဲ့ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ဒီ Facebook Messenger ပေါ့နော် Facebook Messenger နဲ့ချိတ်ပြီးတော့ကျွန်တော်တို့ page ရဲ့ reply တွေကိုကျွန်တော်တို့ရဲ့ data ကိုကြည့်ထားပြီးတော့ဥပမာဖနက်ဆိုင်ဖြစ်ဖြစ်အဝတ်ဆိုင်ဖြစ်ဖြစ်ပေါ့နော်ထားပါတော့ဒီဟာတွေနဲ့ပတ်သက်တဲ့ data တွေကိုကျွန်တော်တို့ကဒီ Excel sheet နဲ့တခါတည်းထည့်ထားပြီးမယ်ဆိုရင်ဒီ AI chat ကနေပြီးတော့ဘာတွေပြန်လုပ်ပေးမှာလဲဆိုတော့တကယ်လူတယောက်လိုမျိုး customer ကိုလင်းလင်းမြန်မြန်နဲ့ reply ပြန်ပေးမှာပေါ့နော်ပြောချင်တာကတော့ဗျာတကယ် data asset တွေပေါ့နော်ကိုရီးယားဒီလုပ်ငန်းလုပ်နေတဲ့အကြောင်းအရာတွေလာမေးတဲ့ပုံစံဥပမာဖနက်ကဘယ်ဈေးလဲဒီအဝတ်အစားရှိသေးလားတို့ဒါမျိုးတွေကိုလင်းလင်းမြန်မြန်နဲ့သူကလူတယောက်လိုမျိုးရင်းရင်းကြီးပြန်ပြီးတော့ reply ပြန်ပေးမယ် AI ပေါ့နော်ဒီဟာကိုကျွန်တော်လောလောဆယ်မှာတော့ဒီ Facebook နဲ့ကျွန်တော်ချိတ်ထားတာပေါ့နော် connect လုပ်လိုက်တာတော့အဆင်ပြေသွားပြီအဲ့တော့ဒီဟာကိုကျွန်တော်နောက်ဗီဒီယိုမှာဒါကိုထပ်ပြီးတော့ပြသွားပေးမယ်ပေါ့နော်အဲ့တော့အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်